Mass scholarship လေတခြား scholarship တွေလိုပဲပေါ့နော်ပထမဆုံးအရေးကြီးဆုံးချက်ကတော့ဒီ scholarship ကဘာလိုမျိုးလဲဘာအကြောင်းလဲသူ့ရဲ့ benefit တွေကပါရလေတခြားဆက်စစ်ဖို့ timeline ကိုတခြားချိန်ဖို့အရေးကြီးရပေါ့ကျွန်တော်ဘေးရင်အောင်ဖောင်ဖြတ်တယ်ဆိုတာကျွန်တော်မြန်မာကျောင်းသားတွေတော်တော်အရန် risk များလို့နေပေါ့အများတန်း backup plan တော့တစ်ခုထားရမယ်ဒီအ Mass scholarship ဆိုတာကဂျပန်ဆိုရနေပြီးတော့နိုင်ငံတကာကျောင်းသားတွေအတွက်ဘွဲ့ကျိုးမဟာဘွဲ့ပါရဂူဘွဲ့စားတဲ့ဘွဲ့တွေကိုပညာသင်ယူနိုင်ဖို့ထောက်ပံ့ပေးတဲ့ပညာတစုပါဒါအပြင် Mass scholarship ကကျွန်တော်တို့မြန်မာကျောင်းသားတွေကြားမှာလည်း10တန်း12တန်းစားတဲ့ဆံပွဲတွေမှာအမှန်အများကြီးရရှိထားမှာရရှိနိုင်တဲ့ပညာတစုဖြစ်တယ်ဆိုပြီးတော့လည်းနာမည်ကြီးပါသေးတယ်ဒါပေမဲ့ Mass scholarship ကြီးကို GDP ဆိုထားတဲ့ကျန်းတို့သူကရရှိခဲ့တယ်ဆိုရင်တော့ဈေးရပိတ်သက်ကြီးအောင်တော့ကြမယ်လားဟုတ်ပါတယ် Mass scholarship ကို GD achiever တူဖြစ်တဲ့ Matt E ဆွေစင်ကထိုက်တက်မဲ့ရရှိထားပါတယ်ဒီလိုမျိုး Mass scholarship တက်တန်းတစ်လျှောက်မှာလည်းGD ဖြည့်ဆို့ထားတဲ့လူတူအနေနဲ့ scholarship ကြီးကိုရရှိသွားတယ်ဆိုတာကလည်းအင်တန်မှအဝန်းစရာကောင်းတဲ့ဖြစ်တစ်ခုပါဒါဆိုရင်ဈေးရပိတ်သက်တွေအနေနဲ့ Matt E ဆွေစင်ကလုံများပြင်ဆင်ခဲ့လို့ဒီလို scholarship ကြီးကိုရရှိခဲ့တာလဲဆိုတာကိုသိစင်နေကြပြီလို့ထင်ပါတယ်ဒါကြောင့်မလို့ take ကဒီဗီဒီယိုလေးထဲမှာ Matt E ဆွေစင်ကိုဆက်သွယ်ပြီးတော့သူရဲ့ Mass scholarship ကိုရှောက်ခဲ့တဲ့အတွေ့အကြုံလေးကိုအမြင်ထားပါတယ်တကယ်လို့ကိုက Mass scholarship ကိုရှောက်ဖို့ရည်ရွယ်ထားတယ်ဒါမှမဟုတ်ဂျပန်မှာကျောင်းတက်ဖို့ရည်ရွယ်ချက်ရှိရဆိုလို့ရှိရင်เนาะဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့ကိုသိစင်တဲ့မိခွန်းကြီးရဲ့အဖြေတွေကိုရှောက်ဖွေလိုက်ဖို့ကိုတိုက်တွန်းလိုက်ပါရစေရှင်ကျွန်တော်နာမည်ကတော့ EE ဆွေစင်ကိုခေါ်ပါတယ်ဒါပေမဲ့ Nova လို့လည်းခေါ်လို့ရတယ်ပေါ့နော်education background ဆိုရင်ကြတော့အချင်းချုပ်ပြောရရင်ပေါ့နော်ကျွန်တော် GED ကို939မှတ်ရထားတယ်ပြီးရင် SAT ကို1430ရထားတယ်ပြီးရင်ဂျပန်ဘာသာစကားဆိုရင် N2 ထိလောက်ထားရပေါ့နော်ဒါကတော့လုံးဝအချင်းချုပ်ပေါ့နော်ဒီတည့်ရက်တိုင်းမှာကျွန်တော်တို့2019 20လောက်မှာကိုဗစ်ကနေစပြီးတော့အခြေအနေပြောင်းသွားရပါတော့အဲ့ကနေစပြီးတော့ကျွန်တော်ကပိုလန်စနစ်ဟောင်းကိုအဲ့အချိန်မှာအောင်ထားပါတော့အဲ့ကနေစပြီးတော့ပညာရေးဘက်ကိုဆက်ပြီးတော့အစိုးရအကြောင်းဘက်ကိုမတက်ဖြစ်သွားပါတော့အဲ့ကနေမှ online ကနေလေ့လာတယ်ပြီးတော့ဒါပေမဲ့လည်းဒီတိုင်းလမ်းပြောက်ရင်းနေပေါ့နော်2023နှစ်ကုန်လောက်ကျမှ GD စပြင်ဖြစ်တယ်ပေါ့ပြီးတော့2024တနှစ်လုံးမှာဂျပန်ဘာသာစကားကြီးတပါးလေးလုတ်သွားရပေါ့နော် SAT နဲ့ GED နဲ့တပြိုင်တည်းလုတ်သွားတယ်ပြီးတော့ဒီဂျပန်ဘာသာကလည်း N2 ထိပြီးသွားပြီးတော့ GED နဲ့ SAT ကလည်းတပြိုင်တည်းပြီးသွားတဲ့အချိန်မှာပေါ့နော်ငလျင်ထားလုတ်တာပေါ့ကျွန်တော်ဒီ scholarship ကိုရှောက်ဖို့တော့ရည်ရွယ်ပြီးလုပ်ခဲ့ရတော့မဟုတ်ဘူးဒါပေမဲ့ကိုယ့်ဘက်ကဘာပဲလာအတင်းဖြစ်နေအောင်ဆိုပြီးတော့လုပ်ထားတဲ့အချိန်မှာဒီငလျင်ထားလုတ်တဲ့အချိန်မှာအကုန်ပြန်ရက်သွားတဲ့အချိန်မှာကျွန်တော်ဒီဆက်တော့သွားရတော့မယ်ပေါ့နော်ဆက်သွားတော့မယ်ဆိုတော့ဒီ scholarship ကလည်းခေါ်တဲ့ချိန်နဲ့ကွက်တိဖြစ်သွားတာနဲ့ကျွန်တော်ကGD နဲ့မရတော့ဘူးလို့ထင်ထားပြီမဲ့အဲ့လိုမေးရင်းနဲ့ဝင်လျှောက်ဖြစ်သွားရပေါ့အဲ့အနေကံကောင်းထောက်မှတာကိုပါပြီးတော့ဒီအထိရောက်လာရပေါ့နော်ဒီကျွန်တော် Mass scholarship လေတခြား scholarship တွေလိုပဲပေါ့နော်ပထမဆုံးအရေးကြီးဆုံးချက်ကတော့ဒီ scholarship ကဘာလိုမျိုးလဲဘာအကြောင်းလဲသူ့ရဲ့ benefit တွေကပါရလေအဲ့ဒါတွေကိုအသေးစိတ်အရင်လေ့လာဖို့လိုရပေါ့နော်ဒီ Mass scholarship လို့ပြောလိုက်ပြီမဲ့ကျွန်တော်တို့ဒီအောက်မှာတခြားခေါင်းစဉ်အခွဲထက်ရှိသေးရပေါ့ undergraduate တို့ဒီကျွန်တော်ရဲ့ခေါင်းစဉ်အရဆိုရင် specialized training college ပေါ့နော်ပြီးရင် college of technology အဲ့လိုမျိုးထပ်ပြီးတော့ခွဲသေးတယ်ပြီးတော့သူတို့တစ်ခုချင်းစီပြင်ရတဲ့ဘာသာရပ်ချင်းလည်းမတူဘူးပြင်ပုံပြင်နည်းလည်းမတူဘူးပေါ့နော်အဲ့ဒါတွေကိုလည်းတခြားလေ့လာဖို့လိုတယ်ပြီးတော့ဒီ Mass scholarship ဆိုရင်ဂျပန်အစိုးရပေးတဲ့ဟာဖြစ်တဲ့အတွက်သူတို့က academic ဘိုင်းလည်းအရင်ကြည့်ရပေါ့အဲ့တော့တကယ်လို့ကိုကအမတ်တွေကိုတေချာမထိန်နိုင်ဘူးဒီအဆင့်တွေအရင်ကြတယ်ကျောင်းခေါ်ချိန်တွေမမှန်ဘူးအဲ့ဒါဆိုရင် scholarship ပြန်ရုပ်သိမ်းခံရနိုင်တဲ့အကြောင်းတွေပေါ့နော်အဓိကတော့ဒီ scholarship နဲ့ပတ်သက်ပြီးတော့သူ့အကြောင်းကိုတေချာလေ့လာဖို့လိုရတယ်မလျှောက်ခင်ပါပေါ့နော်ဒါကတော့ scholarship အတိုင်းပဲပေါ့နောက်တစ်ခုကတော့ဒီ Mass scholarship ကအချိန်တားပေးရတယ်ပေါ့ပြောရရင်ဒီ April May လောက်ဆိုရင်သူကရှောက်လာစခေါ်တယ်ပြီးရင်ကျွန်တော်နောက်ဆုံး result ထွက်တဲ့အချိန်က December မှာထွက်တာဂျားထဲမှာအဆင့်တွေလည်းအများကြီးဖြေရတဲ့အပြင်ရလက်တွေလည်းစောင့်ရကြရတယ်ပေါ့နော်အဲ့တော့အချိန်သားပေးရတဲ့အတွက်ကိုကကြိုတင်ပြင်ဆင်ဖို့ဒါအရေးကြီးရယ်ဒီ scholarship နဲ့ပတ်သက်ပြီးကိုကဘာတွေထပ်ပြင်ဖို့လိုလဲဒီစာပိုင်းဆိုလဲစာပိုင်းပေါ့နော်စာပွဲလည်းဖြေရတဲ့အတွက်ဒါတွေကိုလည်းပြန်ပြီးတော့တခြားဆက်စစ်ဖို့ timeline ကိုတခြားချိန်ဖို့အရေးကြီးရယ်ပေါ့
နောက်ဆုံးတစ်ချက်ကတော့ backup plan အမြဲတမ်းထားဖို့ပေါ့နော်ကျွန်တော်ဘေးနောက်ဖောင်ဖြတ်တယ်ဆိုတာကျွန်တော်မြန်မာကျောင်းသားတွေတော်တော်အရန် risk များလို့နေပေါ့အဲ့တော့အမြဲတမ်း backup plan တော့တစ်ခုထားမယ်ဒီဟာကြီးကအချိန်လည်းအရန်ပေးရဖြစ်တဲ့အတွက်တစ်ခုခုလွဲချော်သွားခဲ့ရဆိုလို့ရှိရင်ကိုက backup plan မရှိအချိန်ကြီးကအရန်နှမျောဖို့ကောင်းနေပေါ့နော်အဲ့တော့တခြားဒီဂျပန်ဘက်ကမရခဲ့တခြားဘေးကျောင်းတွေသွားမလဲဘာနဲ့သွားမလဲအဲ့လို backup plan တော့အမြဲတမ်းထားစီခြင်းတယ်အဲ့သုံးခုကတော့အဓိကသုံးချက်ပေါ့နော်scholarship တိုင်းကကျွန်တော်တို့ဒီ undergraduate တွေပေါ့နော် undergraduate ထဲမှာ3ခုထပ်ခွဲတယ် undergraduate အတွက်ရယ်ပြီး specialized training college ရယ် college of technology ရယ်ဘယ်ဟာပဲရှောက်ပေါ့နော်ပထမဆုံးတစ်နှစ်အနေနဲ့ကျွန်တော်တို့ဘာသာစကားပြင်ပြီးရယ်preparatory year လို့ခေါ်ပါပေါ့နော်ဘာသာစကားပြင်ပြီးရယ်ပြီးလို့ရှိရင်ဒီနောက်သွားမယ် college ပေါ့နော်သူနဲ့ပတ်သက်မဲ့ကိုယူမဲ့ major နဲ့ပတ်သက်မဲ့ဘာသာရပ်တွေကိုပြန်ပြီးတော့ train ပေးရမျိုးအဲ့တနည်းကအဲ့လိုလုပ်ပေးရပေါ့ပြီးတော့မှဒီကိုနဲ့specialized training college ဆိုရင် college ကို2နှစ်ပြန်သွားတက်ရတာCOT ဆိုလို့ရှိရင်လည်း3နှစ်ပြန်သွားတက်ရတာပေါ့နော်အဲ့ဒါတွေအားလုံးကိုကျွန်တော်တို့ကရွေးချယ်ခွင့်မရှိဘူးလို့ပြောလို့တော့ရတယ်ပေါ့နော် mass ကအလိုကိုယ့်အပေါ်မူတည်ပြီးတော့ကိုယ့်ရဲ့အမှတ်တွေကိုမူတည်ပြီးတော့သူတို့ကအကြောင်းချပေးရတဲ့ဘောပေါ့အခုဆိုလို့ရှိရင်လည်းအဲ့ပထမဆုံးနေ့အတွက်ဆိုလဲတိုကျိုကြောက်မလားအိုဆာကာကြောက်မလားဆိုတာသူတို့ပဲဆုံးဖြတ်တယ်ပေါ့နော်အဲ့တော့ကိုကအဲ့ program ကို scholarship ကိုရှောက်လိုက်ပြီဆိုတာနဲ့အကုန်လုံးကိုသူတို့ပဲ queue site ပေးသွားတဲ့သဘောမျိုးပဲGED ကကျွန်တော်တို့အမှန်တိုင်းပြောရရင် GED တင်ချာပေါ့နော်သူပြင်တင်ချာကကျွန်တော်တို့မြန်မာစနစ်နဲ့ပဲပြောမယ်ဆိုရင်သူ့ရဲ့ပါတဲ့ခက်ခဲမှုအဆင့်လောက်ကဒီမြန်မာစနစ်ဟောင်း8တန်းအဆင့်လောက်ပဲရှိရလို့ပြောလို့ရတယ်ပေါ့နော်အင်္ဂလိပ်လိုလုပ်ရတာပြောင်းသွားတယ်အဲ့ဒါတော့ခွာရပေါ့တကယ်တမ်းဒီ math ရှောက်မယ်ဆိုလို့ရှိရင်သူတို့က12တန်းပညာရေးအဆင့်လောက်ပေါ့နော်အဲ့ရဲ့တင်ချာအဆင့်လောက်ထိကိုသွားတယ်ကျွန်တော်ဆိုရင် GED တင်ချာမှာ200မှာ198ရထားရပါတော့ SAT မှာဆိုလဲ800မှာ940ထိရထားတယ်ဒါပေမဲ့တကယ်တမ်း math အတွက်အသင်ဖြစ်ခဲ့လားဆိုရင်မဖြစ်ခဲ့ဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒီ math မှာမေးတဲ့တင်ချာမေးခွန်းတွေကကျွန်တော် calculus အပိုင်းတွေအဲ့လိုခက်ခဲနေတဲ့အထိပါတယ်ပေါ့နော်စနစ်တက်အဆင့်ထိဆိုအဲ့တော့ဒီ specialized training college ဆိုရင်တင်ချာဖြေရတယ်အင်္ဂလိပ်ဖြေရတယ်ဂျပန်ဘာသာဖြေရတယ်အဲ့သုံးခုပေါ့နော်ကျွန်တော်ရုပ်တရက်လျှောက်လိုက်တာလည်းဖြစ်တဲ့အတွက်တိတ်ပြီးတော့မပြင်နိုင်တဲ့အတွက်တခြားဟာဆိုရင် physics တွေ chemistry ဖြေရရှိတယ်။ဒါပေမဲ့ကျွန်တော်တို့အရင်လက်တွေ့ကြဆုံးကဒီ specialize ပဲဖြစ်နေတဲ့အတွက်အဲ့ဒါကိုရွေးတာပေါ့နော်။အဲ့မှာတင်ချာတဘာသာပဲကောင်းကောင်းဖြေရပါဆိုတော့တင်ချာမရဘူးဆိုတော့ကျွန်တော်အဲ့ဘာသာစကားကိုပဲဖြေရပါပေါ့နော်။အဲ့အင်္ဂလိပ်ဘာသာစကားဖြေတဲ့အချိန်မှာတင်ချာအယုံဆိုင်ဖြေတယ်ပြီးရင်ဂျပန်ဘာသာစကားကိုတင်ချာဖြေရတယ်ပေါ့။တင်ချာကတော့ကံပေါ့ဆိုပြီးတော့မှပဲတွေးလိုက်တယ်ပေါ့နော်ဒါပေမဲ့ဒီကျွန်တော်တခြားပြင်ပအနေနဲ့ဆိုရင်ဒီဂျားတွေမှာပေါ့နော်ရလက်တွေမထွက်ခင်ဂျားတွေအဲ့လိုမျိုးမှာကိုယ့်ရဲ့စိတ်အားထက်သန်မှုကိုပြနိုင်မဲ့အရာတွေပေါ့ဥပမာဂျပန်နဲ့ပတ်သက်ပြီးတော့စိတ်ပါဝင်စားမှုကိုပြနိုင်တဲ့စကားပြောပြိုင်ပွဲတွေတို့အဲ့လိုမျိုးတွေကို activity လိုက်လုပ်တယ်ပေါ့နော်ပြီးတော့ interview မှာလည်းဒီကိုဘာကြောင့်ဒီလိုမျိုးရည်ရွယ်ထားကိုယ့်ရဲ့ရည်ရွယ်ချက်ကိုရှင်းရှင်းလင်းရှင်းပြတာစိတ်အားထက်သန်မှုကိုပြတာမျိုးအဲ့ဒါတွေကိုအဓိကလုပ်ခဲ့ရတယ်ပေါ့တင်ချာကတော့တင်ချာပေါ့အမှတ်နေမယ်ဆိုတော့တီးခဲ့လို့ပေါ့နော်ဟုတ်ကျွန်တော်ဒီ math ထဲမှာရထားတဲ့ senior တွေရောပြန်ကြည့်မယ်ဆိုရင်အနှိမ့်ဆုံး level ကကျွန်တော်ထင်တယ် N4 လောက်ထင်တယ် N4 နဲ့ရထားတဲ့သူရှိဘူးရယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အမြင်အရပြောရရင်ပေါ့နော်သူတို့ကဂျပန်အစိုးရပေးတဲ့ scholarship လည်းဖြစ်တယ်သူများနိုင်ငံကိုလည်းကိုယ်ကသွားခြင်းနေဆိုကိုယ့်ရဲ့စိတ်ပါဝင်စားမှုတော့ပြနိုင်လေကောင်းလေးပဲပေါ့နော်အဲ့တော့ level ကတော့မြင့်လေကောင်းလေးပဲလို့ပြောလို့ရတယ်ကျွန်တော်အတုတ်ထဲမှာဆိုလို့ရှိရင်အနှိမ့်ဆုံးက N2 ပဲဒီ specialized training ထဲမှာဒီနေ့ရတဲ့10ရောက်ပေါ့နော်အကုန်လုံးကိုမေးချင်း N2 test တွေကြီးပဲအကုန်လုံးဒီပါ N1 ကိုလေ့လာနေတဲ့သူတွေပေါ့နော်အဲ့တော့ဂျပန်ဘာသာစကားကိုကတော့ N4 လောက်ထိရထားဘူးရဲ့သူရှိရဲဒါပေမဲ့လည်းမြင့်လေကောင်းလေကိုယ့်ရဲ့စိတ်အားထက်သန်မှုကိုဖော်ပြနိုင်လို့ထင်တယ်ပေါ့နော်ဟုတ်ဒီ scholarship ကတော့ပညာရေးပိုင်းတော့ကြည့်ရပါဘောနော်ပညာရေးပိုင်းကတော့ဒီသူတို့ရဲ့အထက်တန်းတွေကျောင်းသားတွေရဲ့အထက်တန်းအမတ်တွေဘယ်လိုနေလဲအဲ့ဒါတွေကတော့အဓိကကြည့်ရယ်ဒါပေမဲ့လည်းအဲ့ဒါကြီးပဲတည်တံ့တော့မဟုတ်ဘူးပေါ့နော်ဂျပန်နိုင်ငံကဒီ scholarship ကိုပေးရတဲ့ရည်ရွယ်ချက်ကဒီ scholarship ရမယ့်ကျောင်းသားတွေနဲ့သူတို့မိခင်နိုင်ငံတွေနဲ့ဂျပန်နိုင်ငံနဲ့ရဲ့ဒီ friendship ပေါ့နော်ဒီဟာကိုပို့ပြီးတော့ခိုင်မြဲအောင်လုပ်ချင်တာဖြစ်တဲ့အတွက်အဲ့ဒီ friendship ကိုပို့ပြီးတော့
ခိုင်မြောက်လုပ်ပေးနိုင်မဲ့ပေါင်ကူတရားအနေနဲ့လုပ်ပေးနိုင်မဲ့ចောင်းသားတွေကိုအဓိကရှာရလို့ထင်တယ်ပေါ့နော်အဲ့တော့ဂျပန်ရဲ့ယဉ်ကျေးမှုကိုလည်းစိတ်ဝင်စားရမယ်ပြီးတော့ဒီကိုယ့်ရဲ့စိတ်ဝင်စားမှုကိုလည်းစကားပြောပြိုင်ပွဲပြိုင်တာဖြစ်ဖြစ် activity တွေလုပ်ပြီးတော့ဖြစ်ဖြစ်ပြနိုင်တဲ့သူတွေပြီးတော့နောက်တစ်ခုကတော့တခြားနိုင်ငံတွေရဲ့ scholarship လိုပဲဒီလိုက်လျောညီထွေရှိနိုင်မဲ့သူမျိုးပေါ့နော်ကျွန်တော်တို့က culture အသစ်တွေနဲ့ကြုံရမယ်ပြီးရင်ပေါင်းသင်းဆက်ဆံမှုတွေကစအသစ်ပညာရေးစနစ်တွေကလည်းကိုယ်နိုင်ငံနဲ့ကွာမှာပေါ့နော်အဲ့တော့အဲ့ဒါတွေကိုလိုက်ပြီးတော့လိုက်လျောညီထွေလုပ်နိုင်မဲ့ចောင်းသားမျိုးတွေပေါ့အများစုကတော့ဒီလိုចောင်းသားတွေပဲရှာတာပါကျွန်တော်ကဒီငလင်လှုပ်လိုက်မှပဲရုတ်တရက်ကြီးဝင်ဖြေလိုက်တာပေါ့နော်ငလင်လှုပ်တာ3လပိုင်းခေါ်တာ9လပိုင်းဆိုတော့တကယ်တမ်းဘာမှလည်းမသိဘူးပေါ့နော်ဘာမှလည်းမသိရပြင်ကြီးကြီးတွေကလည်းရပါမလားလည်းမသိကြဘူးအရင်နှစ်တွေကလည်းကြီးကြီးကိုသူတို့ကရှောက်လွာခေါ်ရတဲ့မှာကိုကြီးကြီးဘယ်လောက်ရကြီးကြီးဆောင်ပွဲလည်းရပါတယ်လို့မရေးထားမရေးထား IGCS ရေးချင်တိုင်းအကုန်ရဆိုတော့ဒီတိုင်းရောင်တောင်နဲ့ရှောက်ရတာပေါ့နော်အဲ့တော့ဒီကိုလေ့ကျင့်ခဲ့တဲ့ပြင်ဆင်ခဲ့တဲ့ပုံစံဆိုတာထက်တကယ်လို့ကိုယ်ကအစားအနေပြတ်ပြီးတော့ရှောက်ရမယ်ဆိုရင်ဘယ်လိုလုပ်ခဲ့မလဲဆိုပြီးတော့အဲ့ဒါကိုပြောပြချင်တယ်ပေါ့နော်ပထမချက်အနေနဲ့ခုနပြောတိုင်း GED တင်ရုံနဲ့လုံးဝမလုံလောက်ပါဘူးအဲ့ဒါတော့နည်းနည်းထားတည့်ရမှန်တရားပေါ့နော် GED တင်ရုံနဲ့လုံလောက်မလုံလောက်ဘူးအထူးဖြင့်တင်ချာအဓိကပေါ့နော်ဒီကျွန်တော်တို့ engineering ပိုင်းတွေတို့တင်ချာပို့ပြီးတော့လိုအပ်တဲ့ပဲသွားမယ်ဆိုလို့ရှိရင်ဒီတင်ချာလုံးဝလိုအပ်တယ်အဲ့တော့calculus ပိုင်းတွေဒီ12တန်းတင်ချာအဆင့်လောက်ထိပေါ့နော်ကိုယ်အဆင့်ကိုကြိုပြီးတော့မြင့်တင်ထားဖို့ပေါ့အဲ့ဟာတော့အဓိကပြောချင်တယ်ပေါ့နော်ပထမဆုံးချက်အနေနဲ့တကယ်လို့ကျွန်တော်ကဒီစာမိုးပွဲတွေကဘာတွေကိုမေးတတ်တယ် format တွေကဘယ်လိုဆိုတာကြိုပြီးတော့သိခဲ့လို့ရှိရင်ကြိုပြီးတော့ဒီကို scale တွေကိုဖြည့်ထားခဲ့မှာပေါ့နော်အဲ့တော့တခြားရတဲ့တငယ်ချင်းတွေကိုမေးကြည့်တဲ့အချိန်မှာသူတို့တွေကအရင်နှစ်ကနေက try ကြည့်ဘူးတဲ့သူတွေတစ်နှစ်လောက်ကြိုပြင်ခဲ့တဲ့သူတွေဒါကိုဥတီပြင်ခဲ့တဲ့သူတွေများရယ်ပေါ့နော်အဲ့တော့ကိုရာအဲ့လိုတီးခဲ့လို့ရှိရင်အများကြီးပို့ပြီးတော့ ready ဖြစ်နေခဲ့မှာပေါ့အဲ့တော့ပထမအချက်အနေနဲ့နောက်တစ်ချက်ကတော့ဒီဂျပန်မှာလည်းနိုင်ငံခြားကျောင်းသားတွေအတွက်ဆိုရင်ဝင်ခွင့်စာမှုပွဲ EJU ဆိုပြီးတော့ရှိတယ်အဲ့စာမှုပွဲကိုပြင်ဆင်ထားခဲ့မှာပေါ့နော်တကယ်လို့လားတီးခဲ့မယ်ဆိုရင်အာ GED လက်မှတ်ကတော့အထက်တန်းအောင်လက်မှတ်အနေနဲ့ပဲအသုံးဝင်တယ်ပေါ့နော် GED အမှတ်များတာတွေဘာတွေကိုတော့တိတ်ပြီးတော့မကြည့်ဘူးလို့ထင်တယ်ပေါ့နော်ဒီ EJU ကတော့သူတို့ရဲ့ဂျပန်ကလုပ်ပေးတဲ့စာမှုပွဲလည်းဖြစ်တယ်ပြီးတော့တင်ရိုးပုံစံတွေကလည်းတကယ်ကိုဂျပန်တင်ရိုးတွေဆိုတော့ပို့ပြီးတော့တူတယ်ပေါ့နော်ဒီ Mass Scholarship မှာလျှောက်တဲ့ချိန်မှာဖြေရတဲ့စာမှုပွဲမှာဂျာစစ်တဲ့ဟာပဲဖြစ်ဖြစ်တန်ယုံကစစ်တဲ့ဟာပဲဖြစ်ဖြစ်စာမှုပွဲ format တွေကဒီ EJU format နဲ့တအားတူတယ်ပေါ့နော်အဲ့တော့တေချာပေါက် EJU ကိုပြင်ခဲ့မှာပေါ့နော်EJU လည်း GED လိုပဲပြင်မယ်ဆိုရင်တော့6လ9လလောက်အချိန်ပေးရတယ်ပေါ့အဲ့တော့ဂျပန်နိုင်ငံရဲ့တကယ်အထက်တန်းနဲ့ကညီရဲ့ level မျိုးရှိအောင်လို့ EJU scale ကိုဖြည့်မယ်အဲ့ဆိုရင်ဒီ EJU ကတစ်ချက်ခုံးတစ်ချက်ပြတ်တယ်ပေါ့နော်ဒီလက်မှတ်အနေနဲ့လည်းတင်ပြလို့ရတယ်ကိုယ့်ရဲ့ကျွမ်းကျင်အနေနဲ့တင်ပြလို့ရတယ်ပြီးလို့ရှိရင်ဒီ scale လည်း ready ဖြစ်တယ်ပေါ့နော်စာမှုပွဲတွေဖြည့်ဖို့အတွက်လည်းတစ်ခါလေးလိလာပြီးသားဖြစ်တယ်အဲ့တော့ကျွန်တော်အဲ့ EJU ကိုမပြင်ခဲ့မိတာစောစောမသိခဲ့မိတာတအားနှောင်တရတယ်ပေါ့နော်အဲ့တစ်ချက်ပေါ့ပြီးတော့နောက်ဆုံးတစ်ချက်ကတော့ information တွေကိုရအောင်ရှာဖို့ပေါ့နော်ရအောင်ရှာပြီးတော့ဒီတိုင်းဖြစ်မှာပဲတကယ်လည်းအသုံးချဖို့ပေါ့ကျွန်တော်စီဆိုရင်ဒီចောင်းသားလေးပေါ့နော်မောင်လေးညီမလေးရွယ်လေးဒီအင်္ဂလိပ်ကိုဘယ်လိုလုပ်ရမလဲလို့ဂျပန်စာဘယ်လိုလုပ်ရမလဲလို့အဲ့လိုခဏခဏလာမေးရပေါ့ GED ဘယ်လိုလုပ်ရမလဲလာမေးတော့ပြောပြရအများကြီးပြောပြရသူတို့ကပြောပြတယ်တော့ okay motivation ရသွားတယ်နောက်ကျရင်ဒီတိုင်းပဲဖြစ်လာတယ်ပေါ့နော်အဲ့ information လည်းရအောင်ရှာပြီးလို့ရှိရင်တကယ်လည်းအသုံးချပေါ့ပြီးတော့ကျွန်တော်ဆိုရင်ခုနကပြောတာဒီ math အကြောင်းဘာမှသိမသိပဲနဲ့ရန်တော်ဝါရှောက်လိုက်တာပေါ့နော်ရှောက်လိုက်တဲ့အချိန်ကျတော့အများကြီး ready မဖြစ်တာတွေအခက်ခဲရှိခဲ့လို့ခံစားရရတယ်ပေါ့အဲ့တော့ senior တွေလည်းရှေ့မှာအများကြီးရှိနေပြီပေါ့ကျွန်တော်တို့ရှေ့မှာဆိုရင်ဒီနှစ်ပိုင်းမှာ mask ကပို့ပြီးတော့လည်းအရှောက်များလာပေါ့နော်အဲ့တော့အခုဆိုရင် senior တွေတော်တော်ရှိနေပြီလိုက်ပြီးတော့မေးပေါ့နော်အဲ့ senior တွေကိုမေးရမှာမတွန်းဆုပ်ပဲနဲ့တေချာလေးလိုက်ပြီးတော့မေးစေချင်တယ်ပေါ့ကျွန်တော်လည်း senior တွေကိုတော်ပြီးတော့ခဏခဏအပူခဲ့ရဆိုတော့လေအဲ့တော့အများတန်းမေးလာမယ်ဆိုလို့ရှိရင်ဒီကူညီဖို့အကုန်လုံးကအသင့်ရှိနေကြပါတယ်လို့အဲ့တော့ဒီချက်လေးတွေပေါ့နော်အဲ့လေးပဲမှားချင်ပါတယ်ကဲဘယ်လိုလဲကိုတိစင်နဲ့မိခုညီရဲ့အဖြေတွေကိုရှားတစ်သွားကြရမလားဒီနေ့ Scholar Diary လေးကိုလာရောက်ပြီးတော့ဖိကြားပေးသွားတဲ့မအေးစီစဉ်ကိုလည်းခြေရဲ့ဖွဲ့သားတွေကကျေးဇူးတင်ပါတယ်လို့ပြောလိုက်ပါရစေရှင်ဒါအပြင်ခြေရဲ့ Scholar Diary လေးကနေပြီးတော့နောက်ထပ်အတွင်းမှာလည်းနိုင်ငံတကာအနှံ့ပြားမှာပြတင်ကြားနေတဲ့ Scholar တွေရဲ့အတွေ့အကြုံကိုတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ခြေရဲ့ page လေးကိုအမြဲတမ်းဝင်ရောက်ကြည့်ရှုပေးဖို့လည်းကြောကြရင်းနဲ့နောက်ဆုံးနှုတ်ဆက်လိုက်ပါရစေရှင် Mass Scholarship ရှောက်တဲ့လမ်းခီးမှာလည်းအကုန်လုံးအစီအမီချောဝေပါစေလို့ဆုတောင်းပေးနေ
အားလုံးကိုနှုတ်ဆက်လိုက်ပါရှင်